ဒီနေ့ကတော့ ovo နဲ့ trusting လေးအသုံးလေးနှစ်ခုကွဲပြားအောင်ရှင်းပြပေးပါမယ်တော်တော်များများ ovo နဲ့ trusting ကိုသုံးတဲ့အခါမှာစလုံးလေးတွေကိုရောတတ်ကြပါတယ်တကယ်တမ်းကတော့ ovo နဲ့ trusting နဲ့ကသုံးတဲ့ပုံစံရောအဓိပ္ပာယ်ရောမတူပါဘူးပထမဆုံး ovo ကကြတော့သူက Hauptsatz နဲ့ Nebensatz နဲ့အဓိကဝါကျနဲ့အမှီဝါကျနဲ့ကိုဆက်ဆက်ပြီးတဲ့ conjunction စလုံးဖြစ်ပါတယ် conjunction ဖြစ်တဲ့အတွက်သူကအဲ့ဒီ Nebensatz ရဲ့ရှေ့မှာထားပြီးတော့ verb ကိုအနောက်ကိုပို့ရတယ် conjunction ဖြစ်ပါတယ်အဓိပ္ပာယ်အနေနဲ့ကတော့တော့လဲပင်မဲ့အဲ့လိုအဓိပ္ပာယ်ရပါတယ်အကျိုးအကြောင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့စာကြောင်းနှစ်ကြောင်းပေါ့နော်အကျိုးအကြောင်းမစီလျော်တဲ့စာကြောင်းနှစ်ကြောင်းကိုချိတ်ဆက်ပေးတဲ့နေရာမှာထားပြီးတော့အကြောင်းရင်းကိုဖော်ပြတဲ့ sentence မှာထားသုံးတာဖြစ်ပါတယ် trusting ကကြတော့အဓိကဝါကျနှစ်ကြောင်းကိုဆက်ဆက်ပေးတဲ့ Verbindungsadverbium ဖြစ်ပါတယ်သူကကြတော့သူ့ကိုအရှိမထားပြီး verb ကိုအနောက်ကိုပို့စရာမလိုပါဘူးသူ့ကိုအရှိမထားရင် verb ကဒုတိယနေရာမှာပဲလိုက်ပါတယ်ပြီးရင်သူ့ကိုတတိယနေရာမှာထားပြီးတော့သုံးမယ်ဆိုလဲရပါတယ်အကျိုးအကြောင်းမစီလျော်တဲ့အကြောင်းအရာနဲ့ဆန့်ကျင်ဘက်လှုပ်ဆောင်လိုက်တဲ့အကျိုးဆက်စာကြောင်းနှစ်ကြောင်းကိုဆက်ပြီးတဲ့နေရာမှာသုံးတာဖြစ်ပြီးတော့စန့်ကျင်ဘက်လှုပ်ဆောင်လိုက်တဲ့စာကြောင်းအကျိုးဆက်နေရာမှာထားပြီးတော့သုံးရတာဖြစ်ပါတယ်အဲ့တော့သူကသို့တော်ညာလဲဒါပေမဲ့လေသို့ပါလျက်အဲ့လိုအဓိပ္ပာယ်ရပါတယ်အဲ့တော့နမူနာအနေနဲ့ဆိုရင်ဒီစာကြောင်းနှစ်ကြောင်းဆိုရင်ဒါအကျိုးအကြောင်းမစီလျော်ပါဘူး hat nur wenig Geld သူ့မှာပတ်စံနည်းနည်းပဲရှိတယ်ဒါအကြောင်းရင်းပေါ့နော်ဒါပေမဲ့အဲ့ဒီအကြောင်းရင်းနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဆုံးဖြတ်ချက်ကိုသူလုပ်ထားတယ် kauft ein teures Auto သူကဈေးကြီးတဲ့ကားကိုဝယ်လိုက်တယ်အဲ့တော့ဒါကို ovo နဲ့ဆက်မယ်ဆိုရင်သူကအကြောင်းရင်းဖြစ်တဲ့ပတ်စံနည်းနည်းရှိတော်ညာလဲဆိုတဲ့ပတ်စံနည်းနည်းရှိပင်မဲ့လဲဆိုတဲ့အဲ့ဒီစာကြောင်းမှာဆက်ရမှာဖြစ်ပါတယ်အဲ့တော့ ovo nur wenig Geld hat verb ကိုနောက်ပို့လိုက်မယ်ပြီးရင် kauft ein teures Auto ပတ်စံနည်းနည်းပဲရှိတော့လဲဈေးကြီးတဲ့ကားကိုဝယ်လိုက်တယ် verb ကိုအနောက်မှာပို့ပြီးတော့အနောက်က sentence ကလည်း verb နဲ့ပဲပြန်စားရပါမယ်တကယ်လို့အနောက်က sentence ကိုအရင်ရေးမယ်သူကဈေးကြီးတဲ့ကားကိုဝယ်လိုက်တယ် kauft ein teures Auto ပတ်စံနည်းနည်းပဲရှိပင်မဲ့လဲအဲ့လို ovo စာကြောင်းအနောက်မှာထားမယ်ဆိုရင် ovo nur wenig Geld hat အဲ့အတိုင်းဖြစ်ပါမယ်ovo စာကြောင်းကိုအရှိမထားတာအနောက်မှာထားရပါတယ်ဒါမဲ့ trusting နဲ့ဆက်မယ်ဆိုရင်တော့ခုနကပတ်စံနည်းနည်းပဲရှိတဲ့ဟာကို trusting နဲ့ပြောလို့မရပါဘူးအနောက်ကဆုံးဖြတ်ချက်စန့်ကျင်ဘက်ဆုံးဖြတ်ချက်ချလိုက်တဲ့စာကြောင်းကိုမှ trusting နဲ့ပြောပါမယ် hat nur wenig Geld ပတ်စံနည်းနည်းပဲရှိတယ်ဒါပေမဲ့လဲသို့တော်ညာလဲသူဘာလုပ်လိုက်လဲဒီဈေးကြီးတဲ့ကားကိုဝယ်လိုက်တယ် trusting ပြီးတာနဲ့ verb လာမယ်kauft ein teures Auto အဲ့တော့ ovo နဲ့ trusting နဲ့သူက sentence ကဒီအရှိကစာကြောင်းမှာထားတာနဲ့နောက်ကစာကြောင်းမှာထားတာနဲ့မတူပါဘူးအဲ့တော့နှိုင်းရှင်ပြီးသုံးမယ်ဆိုရင်ဥပမာ ich möchte wieder arbeiten အလုပ်ပြန်လုပ်ချင်တယ် obwohl mein Mann ganz gut verdient သူ့ရဲ့အမျိုးသားကဝင်ငွေကောင်းပင်မဲ့လည်းအလုပ်ပြန်လုပ်ချင်တယ်ဝင်ငွေကောင်းပင်မဲ့လည်းအလုပ်ပြန်လုပ်ချင်တယ်ဝင်ငွေကောင်းတယ်ဒါပေမဲ့လည်းအလုပ်ပြန်လုပ်ချင်တယ်အဲ့လိုဆိုရင်တော့ my man verdient ganz gut trotzdem möchte ich wieder arbeiten အဲ့လိုဖြစ်သွားပါမယ်နောက်တစ်ခုဖြားနေတယ်ဒါမဲ့ကျောင်းကိုသွားတယ်အဲ့ဒါဆိုလို့ရှိရင်ဖြားနေပင်မဲ့လဲလို့ပြောမယ်ဆိုရင် obwohl sie krank ist geht sie zur Schule သူမအကြောင်းကိုသွားတယ်ဖြားနေတယ်ဒါပေမဲ့လည်းအကြောင်းကိုသွားမယ်ဆိုရင်တော့ sie ist krank trotzdem geht sie zur Schule ဒါပေမဲ့လည်းသို့တော်ညာလည်းအကြောင်းကိုသွားတယ်အဲ့လိုပုံစံမျိုးဖြစ်မှာဖြစ်ပါတယ်